စစ်ဆိုတာသူတို့အတွက်သတင်းစာကောင်းကြီးပိုင်းငါတို့အတွက်နေ့စဉ်ဖြစ်တန်ရတဲ့အသက်ရှူတန်ကဘာကြီးရဲ့ဘဲတောင်ကျူမှာစစ်ဖြစ်ငါတို့မှာဘဝနဲ့ရင်းပြီးနားလဲပါရဲ့ချစ်ရသူများကိုဆုံးရှုံးလိုက်ရတဲ့မျက်ဝန်းတွေမြင်ရဲ့နေ့ရည်ဟာအလိုလိုစီးကြလာတယ်ကိုရင်းစားတယ်ဆိုတာကိုအမရွေဟောင်းကိုသစိမ်းတယောက်ရဲ့တန်ရာနဲ့တိုက်ကြည့်ရတာမျိုးငါတို့ဟာမြန်မာနိုင်ငံသားပါမီးနဲ့မြေရဲ့ဘာသာစကားကိုငါတို့လောက်ကျွမ်းကျင်တဲ့လူရှိအောင်မလားဒုက္ခဆင်းရဲဘာသာရပ်ကိုဂုဏ်တူးနဲ့အောင်မြင်ထားတဲ့လူငယ်တွေစုဝေးနေတဲ့အတိုင်းပဲဇက်သိမ်းကမ်းမရှိသေးတဲ့အညာဒရမာတစ်ခုကိုအသက်နဲ့ရင်းပြီးကိုယ်တိုင်သရုပ်ဆောင်နေရသူကြောမွဲပြည်သူတွေရဲ့အတိုင်းပဲသွေးညီနဲ့အောင်မမေးရရင်အစုကလေးရဲ့အရာသာကိုမေးနေတဲ့အထိစစ်ပွဲနဲ့အသားကျခဲ့တာငင်းရမ်းရေးဆိုတာငါတို့ရဲ့တုံရီနေတဲ့လက်ပွားနှစ်ဖက်ကြားမှာမငြိမ်းအောင်ကာထားရတဲ့ဖျောင်းနိုင်မိလေးပါပဲစမ်းကြော်စွာဝင်ကဘာကြီးတို့အိတ်ဖွင့်ပေးစာ